ဟုတ်ကဲ့တခါတော့ရွာတွေမှာတဲ့နော်ရွာတွေမှာနော်အမှန်တန်ချောမောလှပတဲ့မိန်းကလေးတယောက်ရှိတယ်တဲ့အဲ့မိန်းကလေးကအိမ်အောင်မကြတော့နော်အိမ်အောင်မပြုတ်တဲ့အခါကျတော့နော်သူမိဘတွေလည်းဘယ်လိုနဲ့ပေးစားမလဲလို့သူကစဉ်းစားနေကြတယ်တဲ့စဉ်းစားနေကြရွာအဲ့နာမှာရွာ9ရွာရှိတာဟုတ်နော်ရွာ9ရွာရှိတဲ့အခါကျတော့နည်းနည်းတော့တရွာနဲ့တရွာနည်းနည်းတော့အလှမ်းဝေးတာပေါ့နော်တယောက်အကြောင်းတယောက်မသိဘူးပေါ့နော်အဲ့ဒါနဲ့ဟိုဘက်ရွာတရွာမှာလဲနော်လူငယ်တယောက်ကရုပ်ရည်လေးချောမောတယ်ဒါပေမဲ့နော်အိမ်အောင်မပြုတ်အိမ်အောင်မပြုတ်ပဲနေတဲ့အခါကျတော့သူမိဘတွေကဘာဖြစ်လို့အိမ်အောင်မပြုတ်လဲဆိုတော့နော်သူတို့မှာချိုရင်းချက်တွေရှိတယ်အဲ့ဒါနဲ့သူတို့ချိုရင်းချက်တွေကိုတခြားလူတွေရွာသူရွာသားတွေနဲ့တရွာနဲ့တရွာနဲ့တော့မသိဘူးပေါ့နော်သူ့ရွာချင်းရတော့သိတာပေါ့နော်တခြားရွာနေချင်းကြတော့မသိဘူးပေါ့မသိတဲ့အခါကျတော့တယောက်ကြောင့်တယောက်မသိတဲ့အခါကျတော့ကဲဟိုဘက်ရွာလဲဘင်္ဂလိရဲ့ရုပ်တော့ချောတယ်ဒါပေမဲ့သူ့မှာချိုရင်းချက်ရှိနေတယ်နော်ဒီဘက်ရွာလူငယ်လေးရတယ်ရုပ်ရည်လေးကတန်းတန်းပြန့်ပြန့်ရှိပါတယ်နော်သူကလည်းချိုရင်းချက်လေးရှိတာပေါ့နော်ချိုရင်းချက်လေးရှိတယ်ချိုရင်းရှိတော့သူတို့တခြားရွာလူတွေမသိအောင်နော်ထားတာပေါ့နော်ထားတဲ့တနေ့သောခါမှာတဲ့နော်သူတို့သားသမီးတွေကိုအိမ်အောင်ခြားထားမှပဲအရွယ်လည်းရောက်ပြီငါတို့လည်းအသက်တွေလည်းကြီးပြီအိုမင်းရင်ရော်ပြီသူတို့နေရာခြားထားမှပဲဆိုနော်နေရာခြားထားမှပဲဆိုတော့သူတို့စဉ်းစားတော့ဟိုဘက်ရွာနဲ့ဒီဘက်အဲ့အလှမ်းဝေးတဲ့ရွာပေါ့နော်တရွာနဲ့တရွာအလှမ်းဝေးတဲ့ရွာပေးသမယ်အိမ်အောင်ပြုတ်ပြီးတော့သူတို့ကလေးတွေကိုနေရာခြားထားမယ်အိမ်ရတီထောင်ပေးမယ်ဆိုပြီးတော့နော်အဲ့တော့စီစဉ်ပြီးတော့တနေ့သောခါမှာတဲ့သူတို့ကနော်လူကြီးချင်းစိတ်စားပြီးတော့ပေးစားတယ်ပေးစားတဲ့အခါကျတော့တဲ့နော်ဒီဘက်ရွာမိန်းကလေးကလည်းတဲ့နော်ရှက်ခင်ရတူနေတယ်နော်ရှက်ခင်ရတူနေတယ်အဲ့ဒါကိုသူမိဘတွေကမသိအောင်ပေးစားတာတဲ့နော်ဟိုဘက်ရွာလူငယ်လေးကြတော့လေသူကဘယ်လိုဖြစ်နေလဲဆိုတော့သူကစကားမပြီးဘူးတဲ့နော်စကားပြီးရုပ်ရည်ကတော့တတ်ပြတ်တယ်ဒါပေမဲ့စကားမပြီးဘူးတဲ့စကားမပြီးတဲ့အခါကျတော့သူတို့အချင်းချင်းနော်တောင်းပြီးတော့တောင်းရန်ပေးစားတာပေါ့ပေးစားတဲ့အခါကျတော့နော်ညနေရောက်တဲ့အခါကျတော့သူတို့လင်မယားနဲ့အိမ်အောင်ကြကတာဖြစ်တယ်နော်အိမ်အောင်ကြကတာဖြစ်တော့တယောက်နဲ့တယောက်နော်အဲ့ဒီကဝက်ကြီးတော့ဆွပြုတ်နော်ဝက်ကြီးတော့ဆွပြုတ်တောက်ကြတယ်တဲ့နော်ဝက်ကြီးတော့ဆွပြုတ်တောက်ကြတဲ့အခါကျတော့နော်ညဘက်ကျတော့မိမဝက်ကြီးတော့ဆွပြုတ်တဲပေးတာပေါ့နော်တဲပေးပြီးတော့တောက်ကြတဲ့အခါကျတော့ဇပွဲဝိုင်းရောက်တဲ့အခါကျတော့နော်ယောက်ျားလောက်တဲ့လူကတောက်ရော့နော်တောက်ပြီးတဲ့အခါကျတော့ तू ကဘာပြောလိုက်လဲဆိုတော့ဝူလိုက်တာလို့ပြောတယ်တဲ့နော် तू ကစကားမပြီးတော့ပူလိုက်တာလို့ပြောရမယ်ဆိုတော့ तू ကဝူလိုက်တာလို့ပြောတယ်တဲ့ဝူလိုက်တာလို့ပြောတဲ့အခါကျတော့ဟိုကောင်မလေးရတယ်သူကဝူလိုက်တာလို့ပြောတဲ့အခါကျတော့ကောင်မလေးရတယ် तू ကရှက်ခင်ရတူနေတော့နော် तू ကဘာပြန်ပြောလိုက်လဲဆိုတော့ဝူရင်ဝုတ်တော့တဲ့နော်ဝူရင်ဝုတ်တော့လို့ပြောလိုက်တယ်နော်နှစ်ယောက်လုံးကတော့ချိုရင်းချက်တွေရှိတာပေါ့နော်အဲ့တော့ညစွပ်ပြုတ်တောက်တဲ့အချိန်ညမှာနော်ဝက်စွပ်ပြုတ်တောက်တဲ့အချိန်ညမှာတယောက်ကဝူလိုက်တာတဲ့တယောက်ကဝူရင်ဝုတ်တော့ဆိုတော့နော်အဲ့ဒီတော့မှတယောက်နဲ့တယောက်ဘာတွေချိုရင်းချက်ရှိတယ်ဆိုတာနှစ်ယောက်လုံးကချိုရင်းချက်ရှိနေတာသိတော့စက်တော့ပေါင်းပြစ်သွားပါတယ်နော်ဒါပေမဲ့မစွန်တာကိုစွန်အောင်အစွန်ထုတ်ရတာဟိုအဲ့ဒါလေးကိုဦးလေးကပြောပြရင်တော့ပါနော်အားလုံးကျေးဇူးတင်ပါတယ်တဲ့